အားလုံးပဲမင်္ဂလာပါအဘောဆရာကြီးမင်းသိခါတပည့်ဆရာမထောက်မောင်ဝေခေါ်တန်ရိုင်းမှာဖြစ်ပါတယ်အဘောဆရာကြီးမင်းသိခါရဲ့အလွန်အောင်မြင်တဲ့အလွန်ထိုးကြတဲ့လက်လာပါတွေအလွန်ပေါ်စေတဲ့နမောလေးပိုင်းလက်တွေဝိုင်းအတိတ်ထံဝင်နေပဋိစိတ်ကြီးကိုပြပြပေးမှာဖြစ်ပါတယ်ဒီအတိတ်ထံဟာအလွန်ကြက်တဲပေးမှာအလွန်ဆဲဆဲရဲပေးမှာကင်းဝေးစေမှာဖြစ်ပါတယ်အတိတ်ထံပြူလေးကမိမိတို့မွေးနေမှာအတိတ်ထံဝင်ရောက်လာမှာဖြစ်ပါတယ်ဖျောင်းတိုင်းတစ်တိုင်းအပွေးတိုင်းတစ်တိုင်းကြေးပလားသုံးမငွေပလားနဲ့တောက်တော်ရည်တစ်ခွက်မိမိတို့ကြိုက်နှစ်သက်ရာပန်းတစ်ပွင့်မြတ်စွာဘုရားရှင်ကိုလူတန်းပြီးတော့အတိတ်ထံဝင်ရမှာဖြစ်ပါတယ်ပထမဆုံးမိမိတို့စက်ကူတက်တာဖြစ်စေမိသည့်တက်တာမဆိုတက်တာအသေးထဲမှာပတ်စံ9900ထည့်ထားမှာဖြစ်ပါတယ်ဒီပတ်စံကအသုံးပြုလို့မရပါဘူးနမောတတဘဂဝါတော်အဟတော်တမန်တမုတ်တတကို၄ပိုင်းပိုင်းပြီးတော့ပြင်ဆက်ရမှာဖြစ်ပါတယ်တရားရှင်းလုံးပတိနဲ့ဆက်ရမှာဖြစ်ပါတယ်နမောတတဘဂဝါတော်ဆိုပြီးပတိ၃မှတ်ဆက်ရမှာဖြစ်ပါတယ်နမောတတအရဟတော်ဆိုပြီးတော့ပတိ၃မှတ်ဆက်ရမှာဖြစ်ပါတယ်နမောတတတမန်တမုတ်တတဆိုပြီးပတိ၃မှတ်ဆက်ရမှာဖြစ်ပါတယ်နမောတတဘဂဝါတော်အဟတော်တမန်တမုတ်တတဆိုပြီးပတိ၃မှတ်ဆက်ရမှာဖြစ်ပါတယ်ပေါင်း12မှတ်ဆက်ရမှာဖြစ်ပါတယ်မနက်ပိုင်းဖြစ်စေညနေပိုင်းဖြစ်စေမိမိတို့ကြိုက်နေတဲ့အချိန်ကိုရွေးချယ်ပြီးတော့စိတ်လို့ရပါတယ်နမောလေးပိုင်းလက်တွေဝိုင်းပတိစိတ်ပြီးတော့မှနောက်ပိုင်းမှာဝင်လာတဲ့ပတ်စံကိုဒီပတ်စံတက်တာထဲမှာအဝင်ကြရမှာဖြစ်ပါတယ်ပြီးမှမိမိတို့ကြိုက်နေတဲ့ရမှာသိမ်းဆဲလို့ရပါတယ်ဒီအဋ္ဌံကိုပြုမယ်ဆိုရင်တော့အလွန်ကြက်တဲပေးအလွန်စိတ်ရဲခြင်းပေးမှကင်းဝေးစေမယ်မိမိတို့ရဲ့ဝင်ငွေတွေတစ်နေ့တစ်နေ့ပို့ပြီးတော့တိုးလာမယ်လက်လာပါတွေအလွန်ရွှင်စေမှာဖြစ်ပါတယ်မိမိတို့ရဲ့လုပ်ငန်းဆောင်တာမှာအဆင်ပြေအောင်မြင်လာမှာပဲဖြစ်ပါတယ်2025မှာ9ရက်သားသမီးများအားလုံးဒီအဋ္ဌံကိုပတိစိတ်ကြခြင်းအပြင်လက်လာပါတွေအလွန်ဝိုင်းစေတဲ့အလွန်ပေါ်စေတဲ့သူတွေဖြစ်ကြပါစေ